0% down payment နဲ့ဝယ်ယူနိုင်မဲ့တိုက်ခတ်တဲ့ mini condo တွေအပြင်အိမ်လွှတ်နှစီရင်အတွက် City Home မှာ100ကိုဝယ်ယူနိုင်မဲ့ဒုက္ခဆောင် package နဲ့မချခင်မှာတက်ဖွင့်ထားတဲ့ Luxury Spa တစ်ခုဖြစ်တဲ့ Villa Spa မှာ10သိန်းဖို့အခမဲ့အသုံးပြုနိုင်တဲ့ package လက်ဆောင်တို့ကိုမိုးရာသီထူး promotion တွေဖြင့်လက်ဆောင်ပေးရသွားမယ်ရွှေရတနာမြန်မာ concession နဲ့ price တို့ပူးပေါင်းကျင်းပတဲ့ဒုတိယကြိမ်မြောက်နေရာကျကျအင်ဂျီကြီးအကြောင်းပြပွဲကျွန်တော်ရွှေနာမြန်မာ concession နဲ့ price တွေရဆိုရင်ဒီကနေ့2025ခုနှစ်ဒီဇင်ဘာလမှာဆိုရင်လည်းပထမဆုံးချိန်ဖြစ်တဲ့နေရာကျကျ NGG HMN အကြောင်းပြပွဲကိုအောင်မြင်စွာကျင်းပပြုလုပ်ပြနိုင်ခဲ့ပြီဖြစ်ပါတယ်။ဒီဒုတိယချိန်မှာကျင်းပမယ့်အကြောင်းပြပွဲမှာဆိုရင်လည်းကျွန်တော်ရန်ကုန်မြို့မှာရှိတဲ့လမ်းလဲကျယ်ပြီးရက်ကွက်လက်သက်နဲ့နေရာကောင်းတွေမှာနေရာကျယ်ပြီးပြင်ကန်းကျယ်ဝန်းပါဝင်တဲ့ mini condo နဲ့တိုက်ခန်းတွေကို true promotion တွေနဲ့ရောင်းချပေးသွားမှာဖြစ်ပါတယ်။ကျွန်တော်ဒီနေရာမှာရွှေနာမြန်မာ concession အကြောင်းကိုအသေးစိတ်မိတ်ဆက်ပေးရမှာဆိုရင်ရွှေနာမြန်မာ concession ဆိုရင်ကျွန်တော်ရန်ကုန်မြို့ရဲ့ location ကောင်းတဲ့နေရာတွေမှာနေရာကျယ်ဝန်းနဲ့အခန်းနဲ့ကျယ်ဝန်းဖွဲ့လို့ရမယ်တိုက်ခန်းနဲ့ mini condo တွေကိုတိစောက်ပြီးရောင်းချပေးနေတဲ့ developer တူဖြစ်ပါတယ်။ရွှေနာမြန်မာ concession ရဲ့ project အချုပ်ကိုပေးဆက်ပေးရမှာဆိုရင်လမ်းတစ်ရက်နဲ့ဆိုမှာရှိတဲ့ mini condo ဘုံမြထုံးလမ်းမှာရှိတဲ့ mini condo ကျွန်တော်တာကီတာစင်ကမလမ်းမှာရှိတဲ့ mini condo ကျွန်တော်တောင်ဥက္ကလာပေါ်လီယာဘက်မှာရှိတဲ့ mini condo နှလုံးဒါပြင်ကျွန်တော်တို့ရန်ကင်းမုံကောင်းလမ်းမှာရှိတဲ့ဒါသာဆက်အဆောက်အဦပါဆိုရင်လည်းရွှေနာမြန်မာ concession ကနေပြီးတော့အကျဉ်းနဲ့ပြီးစနစ်ဖြစ် accountability ဆောက်ပေးခဲ့တဲ့ project တစ်ခုဖြစ်ပါတယ်ဆိုတော့ဒုတိယအချိန်မှာကျင်းပမယ့်ယခုအကြောင်းပြပွဲမှာဘယ်လိုမျိုးနေရာကောင်းတွေမှာရှိတဲ့နေရာကျကျအင်ဂျီကြီးအခန်းတွေပါဝင်မလဲဆိုတာကိုအသေးစိတ်လေ့လာကြည့်လိုက်အောင်အမိုးတွေရွမ်းရွာနေပုံဝိုင်းပြလိုက်တော့မယ်ကဲကျွန်တော်အပြင်မှာလည်းမိုးတွေရွာနေတာဆိုတော့အင်းထဲမှာပဲအခန်းလေးတွေပြပေးလိုက်တော့မယ်ကျွန်တော်ဒီ performance project လေးကတော့တောင်ဥက္ကလာပါမြို့နယ်ရုံနာလေးထဲမှာရှိတဲ့ short type project လေးဖြစ်ပါတယ်ဒီ project လေးကဆိုရင်ယခုချိန်ကမှကျွန်တော်ဒါ foundation ဆင့်ဖြစ်ပြီးတော့ကျွန်တော်တို့ဒါ 2 point project လေးပေါ့နော်ဒီ project လေးမှာချက်ရှိနေတဲ့ခန်းလေးတွေကတော့ယခုပေါ်ပြပေးထားတဲ့အတိုင်းလေးဖြစ်ပါတယ်ဒီ project လေးကဆိုရင်ကျွန်တော်ယခုရောင်းပြပွဲမှာအထူး promotion အနေဖြင့် 0% down payment နဲ့ပေးရှင်းဝယ်ယူနိုင်မှာဖြစ်ပြီးတော့ကျန်တဲ့ငွေကို14လအတိုးပဲရေးချပေးရှင်းပြီးဝယ်ယူနိုင်မှာဖြစ်ပါတယ်ကျွန်တော်တို့ project လေးကိုသွားရအောင်နောက် project လေးကတော့ကျွန်တော်တို့ 0% down payment နဲ့ပဲပေးရှင်းဝယ်ယူနိုင်တဲ့တာမွန်မြစ်တာညွန့်စက်မှု3လမ်းမှာရှိတဲ့8ထပ်တိုက် mini condo project လေးဖြစ်ပါတယ်ဒီ project လေးထဲမှာဆိုရင်ကျွန်တော်တို့ရောင်းဖို့ချက်ရှိတဲ့ခန်းလေးတွေကတော့ယခုဖွဲ့ပြထားတဲ့အတိုင်းလေးဖြစ်ပါတယ်ဒီ project လေးမှာဆိုရင်အကျယ်ဝန်းကတော့ကျွန်တော်တို့ဒါ1800ကျော် square feet ကျယ်ဝန်းပြီးတော့အိမ်ခန်းကောင်း3ခန်းကောင်းကောင်းဖွင့်လို့ရမယ်ဒီသားစုတွေကျယ်ဝန်းနေလို့ရမယ် project လေးဖြစ်ပါတယ်ဒီ project လေးကိုဆိုရင်ကျွန်တော်တို့ 0% down payment နဲ့ကျန်တဲ့ငွေကို17လအတိုးမဲ့ရေးချပေးရှင်းပြီးဝယ်ယူနိုင်မှာဖြစ်ပါတယ်ဒါတတိယမြောက် project လေးကတော့ကျွန်တော်တို့ဒါတာမွေမြို့နယ်မလာကုန်းလမ်းမကျယ်ပေါ်မှာရှိတဲ့ရှစ်ထပ်ထိုက် mini condo project လေးဖြစ်ပါတယ်ဒီ project မှာဆိုရင်ရောင်းဝယ်ချက်ရှိတဲ့အခန်းတွေကတော့ယခုဖွဲ့ပေးလိုက်တဲ့အတိုင်းဖြစ်ပါတယ်ဒီ project လေးရဲ့ကျယ်ဝန်းကတော့1450 square feet ကျယ်ဝန်းပြီးတော့ one master 2 second အိမ်ခန်း3ခန်းပါဝင်မှာဖြစ်ပါတယ်ကျွန်တော်တိဆောက်ပစ္စည်းမှုဆင်းကတော့ရေတူးနေတဲ့အဆင့်ပေါ့နော်နောက်ထပ် project လေးကတော့ကျွန်တော်ဒါတာကီတာမြို့နယ်ရှုခင်းသာမြို့ပတ်လမ်းမပေါ်မှာရှိတဲ့ရှစ်ထပ်ထိုက် mini condo project လေးဖြစ်ပါတယ် project မှာဆိုရင်ရောင်းဝယ်ချက်ရှိတဲ့အခန်းတွေကတော့ယခုဖော်ပြပေးထားတဲ့အတိုင်းလေးဖြစ်ပါတယ်တိဆောက်ပစ္စည်းမှုဆင်းကတော့ဒါ foundation ဆင်းပေါ့နော်ခန်းကျယ်ဝန်းကတော့18ပေ54ပေကျယ်ဝန်းပြီးတော့ကျွန်တော်တို့ဒါ24နာရီတက်လီကလည်းပါဝင်မှာဖြစ်ပါတယ်ကျွန်တော် payment အနေနဲ့ဆိုရင်တော့ဒီ project လေးက30% down payment ချပြီးတော့ကျန်တဲ့ငွေကို17လတိုးမဲ့ကြားပေးရှိပြီးဝယ်နေမှာဖြစ်ပါတယ်နောက်ထပ် project လေးကတော့ဒါကျွန်တော်တို့မင်္ဂလာတောင်ကြီးမြို့နယ်ရေကျော်လမ်းမပေါ်မှာရှိတဲ့ရှစ်ထပ်တိုက် mini condo project ဖြစ်ပါတယ်23ပေ63ပေကျယ်ဝန်းရှိပြီးတော့ကျွန်တော်တို့24နာရီတက်လီကပါဝင်မယ်အထက်မှာလည်း one master bed နဲ့ one single bed ကိုဖွဲ့စည်းပေးထားမှာဖြစ်ပါတယ်ရဖို့ချက်ရှိတဲ့အခန်းတွေနဲ့ကျယ်ဝန်းတွေကတော့အခုဖော်ပြပေးထားတဲ့အတိုင်းဖြစ်ပါတယ် payment အနေနဲ့30% down payment ချပြီးတော့ကျန်တဲ့ငွေကို17လတိုးမဲ့ကြားပေးရှိပြီးဝယ်နေမှာဖြစ်ပါတယ်ဒုတိယချိန်မှာကျင်းပတဲ့နေရာကြီးကြီးအေဂျင့်ရောင်းပြပွဲမှာဆိုရင်မြစ်တာလက်ဆောင်အနေနဲ့အထူး promotion လေးတွေပေးထားတာရှိပါတယ်ဒါလေးရပါလေဆိုတော့ကျွန်တော်တို့အိမ်ငန်းဝယ်ယူလူတိုင်းကို City Home ကနေပြီးတော့ကျွန်တော်တို့ဒီအိမ်တွင်းပိုင်းအတွက် furniture တွေသိန်း100ကိုဝယ်ယူနိုင်မဲ့ gift လက်ဆောင်ပေးမယ်ဒီကြခင်မှာအသက်ဖွင့်လှစ်ထားတဲ့ Luxury Spa တစ်ခုဖြစ်တဲ့ Villa Spa မှာဆိုရင်လည်းကျွန်တော်တို့10သိန်းဖို့အခမဲ့အသုံးပြုခွင့် gift လေးကိုလက်ဆောင်ပေးသွားမှာဖြစ်ပါတယ်ကျွန်တော်အကြောင်းပြပွဲကိုတော့ကျွန်တော်တို့လာမဲ့ဇွန်လ6ရက်နေ့နဲ့9ရက်နေ့မှာနေ့ရက်တိုင်းကျင်းပပြုလုပ်ပြီးသွားမှာဖြစ်ပြီးတော့မနက်7:00နာရီမှညနေ9:00နာရီထိရောက်ပြပွဲကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်ရောက်ပြပွဲကျင်းပပြုလုပ်ပြီးသွားမယ့်နေရာကတော့တိုက်ကီတာမြို့နယ်ရှုခင်းသာမြို့ပတ်လမ်းမှာရှိတဲ့ project site တင်နေရာမှာကျင်းပပြုလုပ်ပြီးသွားမှာဖြစ်ပြီးတော့ဒီရောက်ပြပွဲမှာဆိုရင်နေရာကြီးအကြီးကြီးမှာရှိတဲ့အခန်းကောင်းတွေကိုရွေးချယ်ဝယ်နေမှာဖြစ်ပါတယ်ဆိုတော့ဦးကြီးနေမိတ်ဆွေတို့လည်းနေရာကြီးအကြီးကြီးအခန်းကောင်းတွေကို 0% down payment နဲ့ဝယ်ယူခြင်းနဲ့ true promotion တွေလည်းလက်ဆောင်ရရှိနေဆိုရင်တော့ကျွန်တော်ဒီရောက်ပြပွဲလေးကိုလာခဲ့ဖို့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်အားလုံး